အားလုံးပဲမင်္ဂလာပါပတော်နိုင်ညဈေးမှာဘာတွေရောင်းလဲဆိုတော့ကျွန်တော်လိုက်ပြပေးမယ်ဒီဈေးမှာကမင်္ဂလေးပတ်ဆိုင်အိတ်တွေအထည်တွေပြီးတော့ဖက်နက်တွေတခြားပစ္စည်းတွေလည်းရောင်းပါတယ်အထည်ဆိုင်တွေကတော့ပုံများတယ်ဒီလိုအိတ်ကြီးတွေလည်းရှိတယ်ယောက်ျားလေးအထည်တွေနဲ့ဒီမင်္ဂလေးချင်းပေါင်းဘီတွေလည်းပုံများတယ်တခြားဖုံးပစ္စည်းတွေဆိုင်တွေလည်းရှိပါတယ်ဈေးတန်းကတော့ဟုတ်ဘက်ဘယ်စကိုင်းအောက်ထိနဲ့ဟုတ်ဘက်ထဲမှာလည်းလမ်းကြားတွေရှိပါသေးတယ်ဈေးတန်းအင်တာစကွဲကုန်တိုက်ရဲ့နားမှာလည်းဈေးတန်းတွေရှိပါသေးတယ်ပြီးတော့ဒီဈေးတန်းကျတော့မနက်စောကြီးဈေးနဲ့ဒီညဈေးနှစ်ခုရှိတယ်ပေါ့နော်ဒီနေရာမှာကျတော့ညဈေးကျတော့ညနေ9နာရီနေတော့ည7နာရီထိရှိပါတယ်မနက်ဈေးကျတော့မနက်9နာရီနေတော့9နာရီထိရှိပါတယ်ဖက်နက်တွေကတော့ဒီမှာပုံပြီးတော့ရောင်းတဲ့ဆိုင်တွေလည်းရှိတယ်ပြီးတော့ brand တစ်စိတ်တွေနဲ့နည်းနည်းဟိုစစ်မြစ်တဲ့ဆိုင်တွေလည်းရှိတယ်ပေါ့နော်ဒီမှာကျတော့အခုတကယ်လို့ Nike တစ်စိတ်တွေနဲ့ယူမဲ့သူတွေစင်တော့ဒီဆိုင်ကတော့နည်းနည်းစုံတယ်လို့ပြောလို့ရပါတော့ဒီဘက်ကတော့ဒီမှာယောက်ျားလေးအင်ဂျီတွေနဲ့ဒီမိန်းကလေးအင်ဂျီတွေတန်းပါပတော်နိုင်ညဈေးကတော့နိုင်ငံခြားခီးသွားတွေလာလေများတဲ့နေရာဆိုတော့ဒီမှာစားသောက်ဆိုင်တန်းနဲ့အင်ဂျီတန်းတွေဒီလိုမျိုးရှိပါတယ်ပေါ့နော်ဒီနားမှာကြတော့ပြီးတော့ဈေးတန်းနှစ်ခုရှိပါတယ်ပတော်နိုင်မာကတ်နဲ့ဘိုင်ယုံနိုင်မာကတ်ဆိုပြီးတော့ရှိတယ်ကျွန်တော်ရောက်နေတဲ့နေရာကတော့ဒါဘိုင်ယုံနိုင်မာကတ်ပေါ့နော်ပတော်နိုင်ညဈေးကြတော့ဟိုဘက်လမ်းပေါ့နော်လမ်းလေးပဲချပါတယ်အဲ့ဘက်ချမ်းမှာကြတော့ဒီစားသောက်ဆိုင်တွေပြီးရင်ဝတ်စားတန်းတွေမရှိဘူးနဲတယ်ပေါ့နော်ပြီးတော့ဒီဟိုတယ်တွေနဲ့ခရီးသွားတဲ့ဧည့်သည်တွေပုံများတယ်ပေါ့နော်စားတောက်တဲ့နေရာတွေပါစားတောက်ဈေးတန်းတွေပါညမှန်ဆိုင်တွေမှာကြတော့ဒါတစ်ခု50ဘတ်ဆိုတော့ကုန်တိုင်းမှာဝယ်ရတဲ့ဆိုင်တော့ဈေးတော်တယ်ပေါ့နော်ညဈေးမှာကြတော့ဒီနေ့ဈေးနဲ့မတူဘူးအင်ဂျီဆိုင်တွေယောက်ျားလေးအင်ဂျီဆိုင်တွေနဲ့မိန်းကလေးအင်ဂျီဆိုင်တွေကသူလန်ဒန်တစ်လျှောက်မှာပဲရှိပါတယ်နေ့ဈေးနဲ့မတူဘူးပေါ့နော်နေ့ဈေးမှာကြတော့ပိုဆုံပါတယ်ဘက်အိတ်တွေဘာတွေလိုချင်တဲ့သူတွေစင်တော့ဒီမင်္ဂလေးပတ်ဆိုင်အိတ်တို့ဘာလို့ကြတော့ဒီဈေးမှာတိတ်မရှိပါဘူးများအဖြစ်ကတော့ဒီ sampling ဈေးပါ sampling ညဈေးမှာပိုများပါတယ်ဒီဘက်ကိုဒီပတော်နံဘက်ကိုရောက်ဖြစ်ရင်လည်းဒီဈေးမှာညဈေးမှာလာလဲရင်းနဲ့ဒီမှာလိုချင်တဲ့ပစ္စည်းတွေရှိရင်လည်းဒီမှာလာကြည့်လို့ရတယ်ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသက်လိုက်တယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဘိုင်ဘိုင်